မွေးစားသမီးကသူမကိုပိုပြီးမကျေနပ်သွား၍သူတို့ရဲ့စီးစိမ်ဥစ္စာအားလုံးကိုလေယူလိုက်ဖို့စီစဉ်လိုက်ပြီးနံပါတ်3ကိုချစ်နေတဲ့မိန်းကလေးရန်ရန်နဲ့ပိုးပေါင်း၍စိန်တုတွေကိုသူမတို့အိမ်ရဲ့လေလံပွဲမှာလာခိုးရောင်းပြီးသူမတို့အိမ်ရဲ့ပတ်စံအမြောက်များကိုလေယူဖို့ကြံစီနေ၍အကိုတို့ကိုလေလံပွဲသို့ခေါ်သွားလိုက်တယ်လေလံပွဲရောက်တော့သူမကသူ့ကိုကဲခဲ့ဘူးတဲ့တထေးသားနဲ့ပြန်တွေ့ရပြီးအတူတူထိုင်နေတယ်ပြီးတော့လေလံပွဲစတဲ့ချိန်မှာအကိုကြီးကသူမကိုယုံကြည်၍သူတို့အိမ်အတွက်လေလံပွဲမှာရောင်းတာကိုသူမကိုပဲရွေးဝယ်ခိုင်းနေတယ်အဲ့ချိန်မှာနံပါတ်3ကိုကသူချစ်နေတဲ့ရန်ရန်ကသူရောင်းတဲ့စိန်လက်စွပ်ဝယ်ပေးရင်သူ့ကိုအဖြေပေးမယ်ဆိုပြီးပြောထား၍အဲ့စိန်လက်စွပ်ရောက်တဲ့ချိန်သူမကအတူဟုတ်တာသိ၍မဝယ်ပဲနေနေတဲ့တာကိုအချစ်ယူနေတဲ့နံပါတ်3ကိုကစိန်လက်စွပ်ကအတူဖြစ်နေတယ်ဆိုတာကိုမသိပဲသူများတွေလိုဝယ်သွားမှကြောက်၍အမြင့်ဆုံးဈေးနဲ့ဝယ်လိုက်တဲ့အဲကြောင့်သူမနဲ့အကိုကပတ်စံလာကဖြစ်သွားတော့မယ်ထင်နေတဲ့ချိန်တထေးသားကအဲလက်စွပ်ကအတုဖြစ်ကြောင်းပြောပြလိုက်၍အားလုံးကလန့်သွားကြပါတယ်ပြီးတော့နံပါတ်3ကိုလေးလန့်သွားပြီးသူအမြဲတမ်းကိုချစ်နေတဲ့မိန်းကလေးကသူ့အပေါ်မှာအဲ့လောက်ထိတောင်းနေထားလို့အယမ်းစိတ်ပြတ်သွားပါတယ်ရန်ရန်နဲ့မွေးစားသမီးကသူတို့ရဲ့အစီအစဉ်ပျက်စီးသွား၍သူမတို့အိမ်ကငွေညှိယူဖို့နောက်တနည်းပြန်စီစဉ်လိုက်တဲ့အဲကြောင့်ရန်ရန်ကသူမတို့အိမ်ကိုဖုံးဆက်ပြီးမွေးစားသမီးကိုပြန်ပြေးဆွဲထားတယ်လို့ဟန်ဆောင်လိုက်၍တမီလီယန်နဲ့လူလာရွေးခိုင်းလိုက်တယ်အဲ့ချိန်မှာသူမရဲ့မိဘတွေကအယမ်းစိတ်ပူနေတယ်သူမကတော့ရန်ရန်နဲ့မွေးစားသမီးကပူပေါင်းပြီးလှုပ်ကြံနေတာတည်၍ရဲတိုင်းထားပြီးရန်ရန်ရဲ့အားနည်းချက်ကိုအတုံးချလိုက်၍ပတ်စံ1 မီလီယံပဲဆိုရင်မင်းရဲ့အကျွေးကိုဆက်နိုင်လို့လားဆိုပြီးပြောလိုက်တော့ရန်ရန်ကသူ့အကျွေးအများကြီးတင်နေတဲ့ကိစ္စကိုမွေးစားသမီးတယောက်ကိုပဲပြောပြထားတာကိုအခုကသူမလေးသိနေ၍ရန်ရန်ကမွေးစားသမီးကသူ့ကိုတစ္ဆာဖောက်သွားတာထင်သွား၍သူတို့နှစ်ယောက်ကစကားများရန်ဖြစ်သွား၍ရန်ရန်ကမွေးစားသမီးကိုတကယ်ပဲတတ်မလို့ကြံစီလိုက်တယ်အဲ့ချိန်မှာရဲတွေရောက်လာလို့ရန်ရန်ကစိန်တုကိစ္စနဲ့အခုကကိစ္စနှစ်ခုလုံးအတွက်ထောင်ကျသွားပါတယ်ပြီးတော့မွေးစားသမီးလေးကြံရပါမလို့ရဲစခန်းခဏသွားလိုက်ရပါတယ်ဒါပေမဲ့မွေးစားသမီးကသူမကိုဒီတိုင်းမထားပဲလူခိုင်းပြီးထက်တက်ခိုင်းလိုက်တယ်အဲ့ချိန်မှာကွက်တီပဲတထေးသားကသူမကိုအချိန်မီကဲလိုက်နိုင်လို့သူမကဘာမှမဖြစ်ဘူးပြီးတော့တထေးသားနဲ့သူမကတော့အချင်းချင်းချစ်မိသွားကြပါတယ်အဲကြောင့်သူမရဲ့မိဘတွေကတထေးသားနဲ့သူမကိုစေစေပေးမလို့ပြောတာကိုမွေးစားသမီးကသူနဲ့တထေးသားကိုစေစေပေးမယ်ထင်သွားပြီးတထေးကတော့ဖြစ်ရတော့မယ်ထင်၍ကိုအရန်ဟုတ်ပြီးထင်နေ၍ကြီးကျယ်နေတဲ့ချိန်တထေးသားကရောက်ရှိလာပြီးငါလက်ထက်ယူမဲ့သူမင်းမဟုတ်ဘူးသူမပါဆိုပြီးလာပြောပြလိုက်မွေးစားသမီးကသူမကိုပိုပြီးမကြေမနက်ဖြစ်သွားတယ်ပြီးတော့ကောင်းတဲ့ကိစ္စအားလုံးကသူမတယောက်တည်းပဲရရှိနေ၍တကယ်ပဲသူမကိုအရန်မကြေမနက်ဖြစ်ပြီးသူမကိုဖျက်ဆီးပစ်လိုက်ဖို့ပြန်ဆုံးဖြတ်လိုက်၍ယောက်ျားတစ်ယောက်နဲ့ပူးပေါင်းပြီးသူမကိုပြန်ပြေးဆွဲလိုက်တယ်ပြီးတော့မွေးစားသမီးကအဲယောက်ျားကိုသူမကိုစားခိုင်းလိုက်တာနဲ့သူ့ရဲ့ကလစ်ပြောက်နေတာကိုသတိထားမိသွား၍အဲဟာကိုသူတို့တွေ့သွားရင်သူမကိုပြန်ပြေးဆွဲတဲ့လူကသူဟုတ်တယ်ဆိုတာပေါ်သွားမှကြောက်၍သူတို့နှစ်ယောက်ကအဲဟာကိုပြန်သွားရှာနေတယ်အဲချိန်မှာသူမကသတိရလာ၍ကျိုးကိုအမြန်ဖြီးပြီးသူတို့မရှိတဲ့ချိန်ထွက်ပြေးမလို့လှုပ်တာနဲ့အဲယောက်ျားကပြန်ရောက်ရှိလာ၍သူမနဲ့သူတို့နှစ်ယောက်ကအကြီးကျယ်တိုက်ခိုက်နေကြတယ်ပြီးတော့သူမဒုက္ခရောက်တော့မယ့်ချိန်တထေးသားကအချိန်မူရောက်ရှိလာ၍ထိုယောက်ျားကိုမေးလဲသွားအောင်ထိုးချိန်လိုက်၍သူမကိုကယ်လိုက်နိုင်တယ်အဲ့ချိန်မှာအဖေမေရီလေးသူမကိုအယမ်းစိတ်ပူစွာနဲ့ရောက်ရှိလာ၍သူမကမွေးစားသမီးတီကိုပြန်လာမယ်တီး၍သူတို့ကိုတခုပူးပေါင်းဆောင်ရွက်ဖို့ပြောလိုက်၍တွားပုံးနေကြတယ်အဲ့ချိန်မှာကွက်တီပဲမွေးစားသမီးကရောက်ရှိလာပြီးဟိုလူကိုသူမကိုစားပြီးပြီလာဆိုပြီးလာမင်းနေမှာအဖေအမေကိုတို့အားလုံးကမွေးစားသမီးရဲ့ရက်ဆက်လာတဲ့မျက်နှာဖုံးကိုတီးသွားပါတယ်အဲကြောင့်နောက်ဆုံးတော့မွေးစားသမီးကသူ့ရဲ့လုပ်ရကြောင့်သူပြန်ခံရလိုက်ရ၍ထောင်ကျသွားပါတယ်ပြီးတော့သူမနဲ့တထေးသားလေးပျော်ရွှင်စွာနဲ့ညားသွားကြပါတယ်ကဲဇလန်ကတော့ပြီးဆုံးသွားပါပြီ